အားလုံးပဲမင်္ဂလာပါဆိုဒီနေ့မှာကျွန်တော်တို့ရေကူးသွားမှာဖြစ်ပါတယ်တကယ်တမ်းတော့လူတယောက်ရဲ့ဘဝအစကဘေကနေစခဲ့တယ်ဆိုတာရေရရာမသိခဲ့ပေမဲ့ခဏသာတွေးဆုံရတဲ့ဒီတဘာဝအလားတရားတွေကတန်ရာတန်ချက်တွေနာကျင်မှုတွေရလာတဲ့အခါတွေတိုင်းမှာစေကူတာပေးတဲ့အကောင်းဆုံးတော့ဆေးဆရာဝန်ပါပဲရေကူးသွားမှာဖြစ်ပါတယ်ရေကူးသွားမယ်ပီကနစ်သွားမယ်ပေါ့ဗျာဘာညာပေါ့ဇန်ကလာနေဟုတ်မှာတယောက်တော့ညောတယ်ကွာမညောတယောက်ရှိပါတယ်တော့ကော်ဖီချက်သွားတယ်ကော်ဖီဟို spicy ကော်ဖီတုံးထုတ်jelly ပြီးရင်ခမင်းနဲ့ငါချောက်ချက်ဥပန်ဒီရောပါလေးတယ်ပန်ဒီပါလေးတယ်ဖြစ်ပါတယ်ဆိုကျန်တာတော့အညာတော့ဒါရေရမရှိမဖြစ်ကလေးနဲ့ဆိုအကောင်လုံးယူသွားတာပေါ့နော်ဒါတော့ဒါတွေကတော့ဒီနေ့ Why you pulling out a gun? ဒီနေ့ရတကယ် Hey! main character ပဲဖြစ်ပါတယ် He's better shoot us. ဘာမှဖြစ်ပါတယ် Put down the gun. Hey, chica. Con su này rồi. Ok ba. Let's go. Dame. Tôi có bao lê lùa to hả? Alo ni này mà bé tụi cha là US mà. Tôi ra xí là mà biểu nó mà phiêu. Lấy biểu đâu. Yeah. Đã. Tháo khai rồi mà. Tháo khai cái đi. Okay, let's go. ဒီနေရာကိုရောက်တော့ပါတယ်ဗျ။တော့ဆယ်ဒီမှာဒါပဲရှိရပါတော့။ဆိုဒီနေရာမှာကအားလုံးပဲမင်္ဂလာပါဆို Nana, go. This is prime fish spot. ဒီညနေမှာတော့ကျွန်တော်တို့ဒီဒါတော့နော်ဒီ
park လို့လည်းပြောလို့ရတယ်ဒီ recreation area မှာကျွန်တော်တို့မှာ chilling လုပ်နေဖြစ်ပါတယ်ဒီဆိုတာညနေဟောလောက်ရှိပြီပေါ့၄နာရီခွဲ9နာရီလောက်ရှိပြီဖြစ်ပါတယ်ဆိုတော့စပြီးတော့နေဝင်ကျိုးစားချိန်လေးပေါ့ဗျာဒီဟီရိုနှစ်ယောက်လည်းပါပါတယ်ဒီ Joseph ဖြစ်ပြီးတော့ဒီတယောက်က Thomas this one is Joseph ဖြစ်ပါတယ် ဒီကိုရက်ဆက်မိုက်တယ်ကြာဒီ truck လေးကိုကျွန်တော်ပြီးပါမယ်လိပ်စာလေးရေလို့တကယ်ချင်းဟိုဒီဟောမှာတော့ Look at banana come. let's view မှာနေဆိုလို့ရှိရင် What? What's a daddy? You Mama, la tiene you bien, know ¿no? that. မိုက် Let's come. I need to do something. Drop down here. Drop down. ဒီမှာကဟိုဗာလဲကန်းချေလိုမျိုးလေးစရာနေရာတွေလည်းချေ Oh hell no. အဲတောင်ပြင်ချေပြီးလည်းတော်တော်ချေတယ်ပေါ့ဗျာတာမန်ထက် Whoa. ဒီမှာပြဟိုကန်းချေတွေလိုမျိုးမဟုတ်ပင်လည်းတော်တော်လုံလောက်တဲ့အကျယ်မှုရှိတယ်ပေါ့နော်ဒီတဲတောင်ပြင်ရဲ့အနေထားကဟာဟုတ်ငါးများနေတာဒီမြောက်ကငါးများနေဘာလို့ရေကြတဲ့နေရာလေးပေါ့ Now you go down here. ဒီကုံမိုက်တယ်ရှင်းလင်းလာလို့တာပေါ့နော်ဘာလို့လာလို့တယ်လဲဆိုတော့တပတ်တာလုံးပြင်ပန်းခဲရမြပူစားခဲရမြလာဆေးတာဘုံနောက်ကတော့ပန်းချီဒီရောစိတ်ရောလာပြီးပန်းချီရောတန်နေပေါ့နော်ဒီက Thomas go this way နိုင်တယ်ဆောဘယ်လိုကစား Come on, Gulena, come here. That's deep. I'm gonna go over there. Be careful, man. That way, go that way. Come on, take care of your fish. Take care of your brother. That's too deep. Gulena, don't go over there. Come here, this side. Go that way, to the shallow part. Take the shallow part. All of them, yeah. You go down, okay. Now I'm going over the door. So them are sick out young. Chilling, little young corner. What about the Maduro, my Mimu had a crew up on it. You get on being. သူတက်လာတဲ့အဲ့ဒီညီမွေးထားတယ်ညီမွေးပြီးတော့ငါးတွေပေါ့နော်ဒီမနေ့ဆိုကျွန်တော်တို့ဒါတော့ကတော့ကျွန်တော်တို့မိသားစုတော့ဘာမှစီစဉ်မရှိဘူးလာလိုက်တာဒီမှာတကယ်ချင်းနေတယ်တကယ်ချင်းမိသားစု3-4မိသားစုတော့တွေ့တယ်ဒီနေ့တော့အမတို့ငါဖမ်းတယ်ငါဖမ်းပြီးတော့ငါရတဲ့ငါ့ကိုဒီမှာပဲကျင်စားတယ်ကျင်ပြီးတော့သမင်းပဲစားကြတာပေါ့ဗျာအဲ့ဒါတို့တော့ပြန်သွားကြတယ်ကျွန်တော်တို့မိသားစုတော့ရောက်တာလည်းနောက်ကြတယ်ဆိုတော့ဒီဆက်ပြီးတော့ရှင်းလင်းလုပ်နေတာဖြစ်ပါတယ်ဒီရေကြတန်လေးပေါ့နော်နောက်ကဒီရေဒီကွန်လို့ပြောမှာပဲနော်ဒီရေလေးကိုသူကပိတ်ပြီးတော့ဗျာအဲ့ကနေမှဒီကွန်ပုံစံလေးဖြစ်အောင်လုပ်ထားတာပေါ့ဒီကွန်ဆရာနဝင်ချလိုက်တာနဲ့တကယ်စိတ်ကိုပြောမယ် relax team မှာအရင်ကချမ်းမြေ့စီချိုးလို့ရတယ်အားများလို့ရတယ်ဗျာဟောကျွန်တော်လက္ခဏာကျန်ပြန်တယ်ပေါ့နော်ဆိုရင်ညနေနေဝင်ဆောင်မှာဖြစ်ပါတယ်ဆိုတော့ကြာခင်မှာကျွန်တော်တို့ပြန်မှာဖြစ်ပါတယ်ဒီညတကယ်ကိုပဲဒီတို့ရန်ကောင်းတယ်ဗျာလူလည်းမများဘူးပေါ့လူတွေလည်းမများဘူးဒီလိမ့်စာပဲကျွန်တော်တို့ချင်းပြောပါပြီးထားလို့ကြားဆမနာမှာဖြစ်ပါတယ် Nashville ဆမနာဒီကတော့နည်းနည်းစိတ်နေကြဒါပေမဲ့အခုရဲ့
အခုဒီရာဒီဥရဲ့ temperature နဲ့ဆိုလို့ရှိရင်ဒီရာဒီဥရဲ့ကွာ temperature က80လောက်ရှိတယ်နော်ဆိုတော့ဒီအောက်ကရေရဲ့ temperature ရေကအေးလေးဆိုတော့blend ပြန်ဖြစ်သွားတာနိုင်လာလေပါဗျဒီနေရာမှာလာကချီးလင်းလို့တော်တော်လေးကိုကောင်းတဲ့နေရာလေးဖြစ်ပါတယ်ရင်းတွေပဲယူလာပြီပေါ့နော်ရင်းတွေပဲယူလာပြီးရင်ကွက်ကလေးတွေကိုလည်းဒီမှာစုတွေနဲ့ဒီပူခိုင်းဆော့ကစားခိုင်းပြီးနီးမွေးပြီးတော့ကိုဘာဘီကျူတွေပါကျင်းစားလို့ရတာပြီးတော့ဒီမှာရန်ကိုလာပါတဲ့ဟိုတယ်ဒီလိုအနေထားလေးပေါ့နော်ဒီတကယ်ပုံစံဟုတ်ဒီပါတော့ကျွန်တော်တို့ကဒီမှာဆော့တာပေါ့နော်ဒီကောင်ဒီတဲတောင်ပြင်နေတယ်ဆော့ပေါ့ဆိုတော့ဒီမှာကြားပါတော့ပုံနေဝင်တော်တော်လေးလေးမတကားရှိပါလေဆိုတော့ဘာလို့ဒီနေရာလေးကဒီတရားလေးပေါ့နော်ဒီတရားလေးနဲ့ပြင်ဒီမြက်ဒီမှာဒီပေါ်မှာဒီပေါက်နေတဲ့ဒီမြက်ပြင်လေးတွေပေါ့နော်တကယ်ဒါပေမဲ့မြက်ပြင်လို့ပြောရအောင်လဲမြက်ပြင်လည်းမဟုတ်ဘူးကျွန်တော်လည်းပါဘူးပထမဦးဆုံးအနေနဲ့ကဒီ location ကတန့်တယ်ဗျာလူလည်းဒီလောက်ကြီးအရောက်ဒီနေ့ဆိုလို့ရှိရင်တော့လူအရောက်လည်းနေတယ်ပြီးတော့ဒီတရားလေးနဲ့ဒီလိုမျိုးဒီစီးနေတဲ့ချိန်မှာဒီရေစီးကြောင်းထဲမှာတော့ဒီချောင်းထဲမှာပေါက်နေဒီအပြင်လေးတွေနဲ့ဒီလိုတဲတော်ပြင်တန်လေးတွေအဲ့လိုမျိုးအလုံးပေါင်းဆက်လိုက်တော့ဒီညနေဝင်ချိန်မှာဆိုတော့တော်ရဲကိုလာတယ်အခုလိုမျိုးတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ very cool man so I really love it ဟိုမှာတချို့ဆိုတော့ခုမှလာတယ်တချို့ဆိုနေမှာလာတယ်မဟာမြက်တယ်ဒါဒီက nature စစ်မှန်တဲ့တဘာဝလာပါတယ်နဲ့ထိတွေ့ခြင်းနဲ့ဖြစ်ပါတယ်ဒီနေ့ပြင်လေးတွေဗျာပြီးရင်ကိုယ်စနေဝင်ချင်းဒီကနေဒီလုံးရတယ်ဒီမှာကျွန်တော်တို့ခဏလေးနေမယ်ပြီးရင်ကြာမှာဖြစ်ပါတယ်အခုဆိုတော့အင်ဂျင်တော့မှာဖြစ်ပါတယ်โอเคဒီညနေစီးတာဒီပဲဖြစ်ပါတယ်တော်လေးကိုလာနေဒီလာပါရှင်တက်ရှုမောပဲညနေစီးစာဒီချိန်လေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော် channel ကို support လုပ်ချင်လို့ဆိုရင်ကျွန်တော် photo and video channel လေးကို subscribe လုပ်ပေးပါကျေးဇူးတင်ပါတယ်ခင်ဗျာရှေ့ပြောအောင်လည်းတစ်ခါ thank you ပါ peace see you